တိမ်ပြောင်းမြေပြောင်းဆိုတာကိုမကြာခဏကြားဘူးကြမှာပါဒါပေမဲ့ကဘာပေါ်မှာဒီလိုဖြစ်ရမျိုးတကယ်ဖြစ်တယ်လို့လူတွေကအခိုင်အမာပြောဆိုရတဲ့နေရာတစ်ခုရှိပါတယ်ဒီနေရာကတော့မြောက်အတ္တလန်တိသမုဒ္ဒရာရဲ့အနောက်ဘက်ဒေသမှာတည်ရှိပါတယ်အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ပေါ်တိုရီကိုနဲ့ဘာမြူလာတို့ကြားမှာရှိပါတယ်ဒီအချက်၃ချက်ကတရိကန်ပုံစံနဲ့ဖြစ်နေတဲ့အတွက်ဒီ area ကိုဘာမြူလာတရိကန်လို့ခေါ်ဆိုကြတာပါဒါပေမဲ့ဒီဒေသမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကြောင့်ဒီ area ကိုအခြားနာမည်လေးပေးထားကြပါသေးတယ်ဥပမာ Devil's Triangle မာနက်တရိကန် Limbo of the Lost ပျောက်ဆုံးသူများရဲ့နယ်မြေစသဖြင့်ပေါ့အခုပြောရမှာဒီ area နဲ့ပတ်သက်တဲ့ပြောဆိုမှုတွေဘယ်လိုစတင်ခဲ့သလဲဆိုတာပါပဲ1950ပြည့်နှစ်မှာ American Media တွေကစတင်ပြောဆိုခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီ area ကိုလူတွေကဘာမြူလာတရိကန်လို့ပထမဆုံးစတင်ခေါ်ခဲ့ကြတာကတော့ Vincent Gaddis ကအာဂိုစီမဂ္ဂဇင်းမှာစောင်းမတစ်ပုဒ်ထုတ်ဝေလိုက်တဲ့အချိန်ကပါအဲ့ဒီစောင်းမမှာသူက Florida အနီးမှာအချက်၃ချက်နဲ့ဖွဲ့စည်းထားပြီးထူးဆန်းတဲ့လှုပ်ဆောင်မှုတွေဖြစ်ပျက်နေတဲ့ area တစ်ခုရှိကြောင်းရေးသားခဲ့ပါတယ်သူဒီစောင်းမကိုရေးသားခဲ့စဉ်ကစောင်းမရဲ့ခေါင်းစဉ်က The Deadly Bermuda Triangle တည်စီနိုင်သောဘာမြူလာတရိကန်ဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာလူတွေဒီ area အကြောင်းပြောတဲ့အခါတိုင်းဘာမြူလာတရိကန်လို့ခေါ်ခဲ့ကြပြီးတော့အဲ့ဒီအချိန်ကစလို့ဘာမြူလာတရိကန်လို့ခေါ်ဆိုနေကြတာပါဘာမြူလာတရိကန်ရဲ့အကြီးမားဆုံးပြဿနာကတော့အဲ့ဒီ area တွေကိုဝင်လိုက်တာနဲ့ရေဒီယိုတွေအလုံးမလုပ်တော့တာတခါတည်းတန်လိုက်အိမ်မြောင်တွေပျက်စီးသွားတာ electronic ပစ္စည်းတွေရဲ့ဖက်ရှုမှုတွေမတည်ငြိမ်တော့တာစတာတွေဖြစ်လာတာပါပဲဒါတွေအားလုံးဖြစ်ပျက်နေတဲ့အပြင်ကောင်းကင်နဲ့ပင်လယ်ရေပြင်ကနေသင်းမောတွေပျောက်ကွယ်သွားတာအဲ့ဒီနဲ့အတူလူတွေပါပျောက်ကွယ်သွားတာတွေလည်းရှိခဲ့ပါတယ်သူတို့ပျောက်ကွယ်သွားပုံကတော့လူဖြစ်စေသင်းမောဖြစ်စေအစအနာလေးတစ်ခုတောင်မှရှာမတွေ့တော့တဲ့အထိပါပဲအခုလိုဖြစ်ရတဲ့အားလုံးဖြစ်လာတဲ့အခါမှာလူတွေကအမျိုးမျိုးပြောဆိုလာကြပါတယ်တချို့ကဒီ area မှာပင်လယ်ဘလူးကြီးစီမွန်စတာရှိရလို့ပြောကြတယ်တချို့ကဂျိုသားတွေရဲ့လွှမ်းမိုးမှုတွေရှိရလို့ပြောကြတယ်တချို့ကြတော့ Illuminati ရဲ့ပြုတ်ဝက်ကြံစီမှုတွေနဲ့ဆက်ပြီးတော့ပြောဆိုကြပါတယ်ဒါပေမဲ့ဘယ်အောင်မှအတီးပြုတ်နိုင်တာမျိုးမရှိပါဘူးတင်ရှာဖွေကြည့်မယ်ဆိုရင်ဘာမြူလာတရိကန်နဲ့ပတ်သက်ပြီးကဘာတော်အားမှာရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေစာအုပ်တွေမှတ်တမ်းရုပ်ရှင်တွေအားလုံးဟာတခြားအကြောင်းအရာတစ်ခုခုအပေါ်အခြေခံထားတာဖြစ်နိုင်တယ်ဆိုတာကိုသိလာပါလိမ့်မယ်1888ခုနှစ်မှာ Alan Austin လို့အမည်ရတဲ့သင်းမောတစ်စင်းဟာအင်္ဂလန်ကနေနယူးယောက်ကိုထွက်ခွာခဲ့ပါတယ်ရသတ္တပတ်2ပတ်3ပတ်ခန့်ခီးသွားပြီးတဲ့နောက်မှာသင်းမောကပတိန် Griffin ဟာမြန်ရောက်ချင်တဲ့အတွက်အစီအစဉ်မရှိတဲ့ဖြတ်လန်း shortcut တစ်ခုကိုယူလိုက်ပါတယ်ဒီဖြတ်လန်းကဘာမြူလာတရိကန်ကိုဖျက်ကျော်ဖို့ပါဘာမြူလာတရိကန် area ကိုရောက်တာနဲ့ကပတိန် Griffin ဟာပုံစံမမှန်ပဲထူးဆန်းစွာရွေလျားနေတဲ့လှေငယ်လေးတစ်စင်းကိုအဝေးကနေတွေ့လိုက်ရပါတယ်ကပတိန်ကအကြိမ်များစွာဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့အဲ့လှေစီကနေဘာတုံ့ပြန်မှုမှမရခဲ့ပါဘူးအစာပိုင်းမှာကြောက်ရွံ့ခဲ့ကြပေမဲ့ခဏအကြာမှာတော့ကပတိန်ကအဲ့လှေဘာကြောင့်တုံ့ပြန်မှုမရှိရလဲဆိုတာကိုစစ်ဆေးဖို့လူတချို့ကိုလွတ်လိုက်ပါတယ်လှေပေါ်ရောက်တော့လူတိုင်းတုံ့လှုပ်သွားကြပါတယ်ဘာလို့လဲဆိုတော့လှေတစ်စင်းလုံးလူသူမရှိဘဲနဲ့လုံးဝဗလာဖြစ်နေရပါကပတိန်အမှုတန်းခရီးတယ်တယောက်မှမရှိပါဘူးအဲ့လှေပေါ်မှာပစ္စည်းအားလုံးအကောင်းပကတိရှိနေပြီးဘာပစ္စည်းမှုမှမရှိပါဘူးအဲ့ဒီနောက်မှာသူတို့ဟာအဲ့လှေကိုနယူးယောက်ထိဆွဲယူသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်နယူးယောက်ကိုရောက်ရင်တာဝန်ရှိသူတွေကိုအကြောင်းကြားပြီးတရားမဝင်လှုပ်ဆောင်မှုရှိမရှိခြေရာခံနိုင်အောင်လုပ်ပါအဲ့လိုနဲ့အဲ့လှေကိုယူဆောင်ပြီးနယူးယောက်စီကိုဆွဲသွားချိန်မှာပဲမုန်တိုင်းတစ်ခုကြားရောက်လာပါတယ်အဲ့ဒီအချိန်လှေကခဏတာပျောက်ကွယ်သွားပါတယ်မုန်တိုင်းငြိမ်သွားတာနဲ့လှေကိုပြန်တွေ့ရပေမဲ့လူတိုင်းအံ့အားသင့်သွားကြရပြန်ပါတယ်ဘာလို့လဲဆိုတော့လှေကိုနယူးယောက်ကိုဆွဲယူနေတဲ့လူအားလုံးပျောက်ကွယ်သွားပြီဖြစ်ပြီးလှေကလည်းဒီတိုင်းဆက်ရှိနေလို့ပါပဲအဲ့ဒီနောက်မှာတော့သူတို့ဟာအဲ့လှေကိုအဲ့မှာပဲထားခဲ့ပြီးနယူးယောက်ကိုဆက်သွားခဲ့ကြပါတယ်နောက်တစ်နေ့မှာဒီဇလန်ကနေရာအနှံ့ပြန့်သွားခဲ့ပါတယ်နောက်ထပ်သင်းမောတစ်စင်းကတော့မေရီဆာလာဆာလို့အမည်ရပါတယ်ဒီသင်းမောဟာ1882ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာနယူးယောက်ကနေအီတလီကိုထွက်ခွာဖို့စီစဉ်ထားပြီးတော့လူတွေအပြည့်ပါပါတယ်ဒါပေမဲ့ဒီသင်းမောဟာဘာမြူလာတရိကန်ကိုရောက်ပြီးခဏအကြာမှာပဲပျောက်ကွယ်သွားခဲ့ပါတယ်ဘယ်လောက်ပဲရှာဖွေခဲ့ပေမဲ့ဘယ်နေရာမှရှာမတွေ့ခဲ့ပါဘူးဒါပေမဲ့တလအကြာ1882ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာဒီသင်းမောဟာဘာမြူလာတရိကန်အနီးမှာရေပေါ်မှာဘောလုံးပေါ်နေအောင်ပြန်တွေ့လိုက်ရပါတယ်ညစာစားပွဲပေါ်မှာအစားအသောက်တွေကအကောင်းပကတိတိုင်းရှိနေပါတယ်ညစာစားဖို့ပကံနေရာလည်းမပြတ်မစည်းရှိနေပေမဲ့ကပတိန်အမှုတန်းနဲ့ခီးသည်တွေအားလုံးပျောက်ဆုံးနေပါပြီသူတို့ဘယ်ကိုပျောက်သွားတယ်ဆိုတာကိုတော့ကျွန်တော်မသိရပါဘူးဒီဖြစ်ရပ်တွေနောက်ပိုင်း1945ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာတော့လေကြောင်းလမ်းကြောင်းရှာဖွေမှု navigation နဲ့တိုက်ခိုက်ရေးလေ့ကျင့်မှုတွေအတွက်တိုက်လေယာဉ်9စင်းမှာအဖွဲ့တစ်ဖွဲ့ဟာဖလော်ရီဒါကနေလေ့ကျင့်ရေးအတွက်ထွက်ခွာခဲ့ပါတယ်ဒီအဖွဲ့ကို Flight 19လို့အမည်ပေးခဲ့ပါတယ်အဲ့ဒီအဖွဲ့ထဲမှာသင်တန်းသားတွေနဲ့ Charles အမည်ရှိတဲ့ဘိုးကြီးတူပါဝင်ပါတယ်
သူတို့ရဲ့လေ့ကျင့်ရေးလမ်းကြောင်းက Florida ကနေထွက်ခွာမယ်ပြီးရင် Chicken Rock လို့ခေါ်တဲ့နေရာတစ်ခုမှာဘုံတစ်လုံးပစ်ချမယ်အဲ့ဒီနောက် Grand Bahama ကိုတွားပြီး Florida အခြေစခန်းကိုပြန်လာဖို့ပါပဲအဲ့ဒီချိန်တော့ရာသီဥတုကတာယာနေခဲ့ပါတယ်ဒါပေမဲ့သူတို့ထွက်ခွာပြီး2 နာရီအကြာမှာရာသီဥတုကဆိုးရွားလာပါတယ်ဒါကြောင့်သူတို့ရဲ့ခေါင်းဆောင် Charles ကဒီတာဝန်ကိုဆက်မလုပ်တော့ပဲပြန်လှည့်မယ်လို့ဆုံးဖြတ်လိုက်ပါတယ် Charles ကသူ့ရဲ့တန်လိုက်အိမ်မြောင်ထုတ်စစ်လိုက်တော့ပြက်နေပါတယ်သူနောက်ထပ်တန်လိုက်အိမ်မြောင်တစ်ခုကိုထုတ်စစ်ပြန်တော့လေအဲ့ဒါကပြက်နေပြန်ပါတယ်သူ့အဖွဲ့ကိုမေးလိုက်တော့သူတို့အားလုံးရဲ့တန်လိုက်အိမ်မြောင်တွေကပြက်နေရလို့သိရပါတယ်ပြီးတော့ကြီးတပ်ဖွဲ့ကသူတို့ကိုခြေရာခံလိုက်တဲ့အခါမှာဒီပေတရာမြင့်မှာတခုခုလောင်နေတယ်ဆိုတော့နောက်ဆုံးသတင်းစကားရခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ကပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီချိန်တုန်းကကိုလန်ဘတ်ကတော့သူ့ရဲ့စာအုပ်ထဲမှာသူဥရောပကနေထွက်ခွာပြီးဘာမြူလာထရီကန်ကိုရောက်တဲ့အခါသူ့ရဲ့တန်လိုက်အိမ်မြောင်အလုံးမလုံးတော့ပဲလမ်းလွဲသွားတယ်လို့ရေးသားခဲ့ဦးပါတယ်ကိုလန်ဘတ်ခရီးသွားနေရင်လည်းသူ့ရဲ့ဒိုင်ယာရီထဲမှာဆက်ရေးခဲ့ပါတယ်1492ခုနှစ်မှာသူကတန်လိုက်အိမ်မြောင်အလုံးမလုံးတော့တဲ့အပြင်ဒီနေရာမှာကောင်းကင်ကနေဖျောင်းနိုင်မီလို့အလင်းရောင်တစ်ခုကျလာတယ်လို့ရေးခဲ့ပါတယ်ဘရုစ်ဂါနိုကတော့ဘာမြူလာထရီကန်မှာအသက်ရှင်လွတ်မြောက်ပြီးပြန်လာနိုင်ခဲ့တဲ့တဦးရီသောသူဖြစ်ပါတယ်သူ့အကြောင်းကိုဆက်မပြောခင်အခုလိုတန်မိုးရှိရဲ့ဘူးတုဒတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ဝန်းသားမြန်မာ TV Channel လေးကိုလည်း Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဒါဆိုရင်ဆက်ပြောလိုက်အောင်ဘရုစ်ကဘာဟာမာကနေ Florida ကိုပုံမှန်ခရီးသွားလေ့ရှိပါတယ်ဘာဟာမာကနေ Florida ကိုသွားဖို့သူ့ကိုတနာရီခွဲလောက်အချိန်ယူရပါတယ်တခါတော့သူဟာဘာမြူလာထရီကန်ပေါ်ကနေပေ1000အထက်မှာလေရင်မောင်းနေခဲ့ပါတယ်ရာသီဥတုကလုံးဝတာယာနေပြီးမိုးရွာတာမုန်တိုင်းထန်တာမျိုးလုံးဝမရှိခဲ့ပါဘူးဒါပေမဲ့လူတိုင်းအားတင်သွားကြရပါတယ်ဘာလို့လဲဆိုတော့လေရင်ဟာ Florida ကို45မိနစ်အတွင်းမှာပဲရောက်ရှိသွားခဲ့လို့ပါပဲဒါကလက်တွေ့အားဖြင့်မဖြစ်နိုင်ပါဘူးဒါကမိုင်250အကွာအဝေးဖြစ်ပြီးတော့တနာရီခွဲအတွင်းပြီးစီးရမှာပါဘာလို့လဲဆိုတော့ဒီလေရင်ရဲ့အမြင့်ဆုံးအမြန်နှုန်းကတနာရီကိုမိုင်180သာရှိလို့ပါပဲဒါကြောင့်45မိနစ်အတွင်းမှာ Florida ကိုရောက်ရှိဖို့လက်တွေ့မဖြစ်နိုင်ပါဘူးသူတို့စီကစီပမာဏကိုစစ်ဆေးခဲ့တဲ့အခါမှာလည်းအကောင်းတိုင်းရှိနေပြီးတော့မလျော့နှဲသွားတာကိုတွေ့ရပါတယ်နောက်ပိုင်းမှာသူတို့ကအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစာအုပ်တုပ်ရေးခဲ့ပါတယ်ကျွန်တော်ပြောပြနေတဲ့ဒီဇတ်လန်တွေအပြင်ဘာမြူလာထရီကန်နဲ့ပတ်သက်တဲ့ဇတ်လန်တွေအများကြီးရှိပါသေးတယ်အဲ့ဒီဇတ်လန်တွေကိုစာအုပ်တွေရုပ်ရှင်တွေနဲ့မှတ်တမ်းရုပ်ရှင်တွေပုံစံမျိုးနဲ့ရောင်းချနေကြတာပါဒီနောက်ွယ်ကအကြောင်းရင်းကတော့လူတွေကလျှို့ဝှက်စမ်းကြဲတဲ့ဇတ်လန်တွေကိုကြိုက်နေတတ်ကြတာပါသူတို့ကအဲ့ဒီဇတ်လန်တွေနဲ့ဆက်နွယ်မှုတိဆောက်ရတာကိုကြိုက်နေတတ်ကြပါတယ်ဘာလို့လဲဆိုတော့ဒီလိုလျှို့ဝှက်ကြံစီမှု theory တွေကအရန်အောင်စိတ်ဝင်စားဖို့ကောင်းလို့ပါတကယ်တမ်းကျတော့အမှန်တရား real facts တွေကနည်းနည်းပြင်းစရာကောင်းပါတယ်ပျော်စရာမကောင်းပါဘူးသူတို့အတွက်စာကြက်နေတယ်လို့ခံစားရပါတယ်ဒါကဖန်တီးထားတဲ့လုပ်ငန်းတစ်ခုပါပဲဥပမာဘာမြူလာထရီကန်ရှိတယ်အဲ့ဒီအောက်မှာတတ္တဝါတွေရှိတယ်အဲ့မှာဂျိုသားတွေနဲ့တွေ့ရမယ်ဆိုတဲ့ဇလန်းမျိုးတွေကတန်ပေါင်းများစွာရောင်းချနေရတာပါတင်ရှာကြည့်မယ်ဆိုရင်ဘာမြူလာထရီကန်နဲ့ပတ်သက်တဲ့ရုပ်ရှင်တွေဘယ်လောက်များလဲဆိုတာကိုတင်ကြည့်လို့မကုန်နိုင်လောက်အောင်ဖြစ်ပါလိမ့်မယ်တင်အများကြီးရှာဖွေကြည့်ရင်လူသားတွေကနေ Illuminati အထိကွဲပြားတဲ့ဇလန်းတွေအများကြီးရှိပါတယ်ဘယ်သူမှဆိုစိတ်ကူးရှိရင်အဲ့ဒီအဆင့်အထိဇလန်းတွေကိုဖန်တီးကြတာပါနှစ်ပေါင်း100 200လောက်ရှိပြီဖြစ်တဲ့ဖြစ်ရတစ်ခုရဲ့ data အချက်လက်အချို့ကိုအတည်ပြုနိုင်ခြင်းမရှိပါဘူးကျွန်တော်တို့ကဘာလို့မဆိုယုံကြည်ကြပါတယ်ကျွန်တော်ဒီဇလန်တွေအားလုံးကိုပြောပြတဲ့အခါတင့်မှာမေးခွန်းတွေရှိလာမှသိကြပါတယ်ဒီနေရာကဒီလောက်တောင်လျှို့ဝှက်စမ်းကြယ်ဆိုရင်ဘာလို့ဒီနေ့ခေတ်မှာမပြောကြတော့တာလဲဆိုတဲ့မေးခွန်းမျိုးပေါ့ဒီနေ့ခေတ်မှာတစုံတစ်ယောက်က Florida ကိုသွားကျင်နေဆိုရင် तू ကလေရင်ဒါမှမဟုတ်တင်းမော့အသုံးပြုရပါလိမ့်မယ်ဒါကဘာမြူလာထရီကန်လမ်းကြောင်းပါပဲတကယ်တော့ဘာမြူလာထရီကန်ကအသွားအလာအများဆုံးဇုံတစ်ခုဖြစ်ပါတယ်ဒီနေ့ခေတ်မှာကျွန်တော်တို့မှာခေတ်မီနည်းပညာတွေရှိပါတယ်ဖြစ်ရတစ်ခုရဲ့နောက်ွယ်ကအကြောင်းရင်းကိုကျွန်တော်တို့သိကြပါတယ်မသိရသေးတဲ့ဖြစ်ရတွေအများကြီးရှိနေသေးပေမဲ့ကျွန်တော်တို့အယမ်းမြန်တိုးတက်နေပါတယ်ဘာမြူလာထရီကန်ဇလန်တွေကတော့ရောင်းအားကောင်းနေသေးပါသင် Google မှာနည်းနည်းလေးရှာကြည့်လိုက်မယ်ဆိုရင်ဘာမြူလာထရီကန် area အန်နီယယ်ရှိဆုံးဒေသ10ခုစည်ရင်းထဲမှာတော့မပါဝင်ဘူးဆိုတာကိုတွေ့ရပါလိမ့်မယ်တကယ်တော့မြေပုံပေါ်မှာဘာမြူလာထရီကန်ကိုဖော်ပြဖို့အတွက်ဘယ်နိုင်ငံမှအဲ့လောက်ထိလှုံ့ဆော်ခဲ့ခြင်းမရှိပါဘူး American ရေတပ် US Navy ကဘာမြူလာထရီကန်ဆိုတဲ့စကားလုံးကိုမယုံကြည်ပါဘူး Wikipedia ရဲ့ဘာမြူလာထရီကန်အဓိပ္ပာယ်ဖွင့်ဆိုချက်ကဒါဟာမျိုးပြဒဏ္ဍာကြီး Urban Legend တစ်ခုဖြစ်တယ်လို့ဆိုပါတယ်ဒါဟာမှန်တယ်လို့ပြောနေတဲ့ပုံပြင်တစ်ခုဖြစ်ပေမဲ့တကယ်တမ်းမမှန်ပါဘူး Lloyd List ဆိုတာကကဘာတဝမ်းရှိသင်းမောတွေရဲ့အချက်အလက်တွေကိုထိန်းသိမ်းထားတဲ့ရေချောင်းဆိုင်ရာထုတ်ဝေမှုလုပ်ငန်းတစ်ခုပါတစ်နှစ်ကိုဘယ်လောက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့လဲဘယ်လောက်ပျောက်ကွယ်သွားခဲ့လဲဆိုတဲ့အချက်အလက်တွေကကဘာတဝမ်းလုံးရှိသင်းမောတွေရဲ့ 1.8 ရာခိုင်နှုန်းဟာအကြောင်းမျိုးမျိုးကြောင့်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်တချို့အကြောင်းအရာတွေကသိရှိရပြီးတချို့အကြောင်းအရာတွေကမသိရှိရပါဘူးဘာမြူလာထရီကန် area မှာတော့သင်းမော8634စင်းရှိတဲ့အနက်2စင်းသာပျက်စီးဆုံးရှုံးခဲ့ပါတယ်
ကမ္ဘာအခြားပျက်စီးဆုံးရှုံးမှုတွေနဲ့နှိုင်းယှဉ်ကြည့်ရင်ဒီအချက်လက်ကအရန်အောင်နှဲပါနေပါတယ်ဒါပေမဲ့ဒီလိုဖြစ်နေရတော့ဘာမြူရာဒရီကန်ကအရန်အောင်နာမည်ကြီးနေပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဇလန်စာအုပ်တွေမှတ်တမ်းရုပ်ရှင်တွေရုပ်ရှင်ကားတွေခရီးသွားလုပ်ငန်းသူ့ရဲ့စီးပွားရေးကအရန်ခိုင်မာနေလို့ပါပဲLa Tribuna အစီရင်ခံစာအရဘာမြူလာဒရီကန်မှာတင်းမော85စင်းနဲ့လေယာဉ်တွေပျောက်ဆုံးခဲ့ပါတယ်။ပြန်မြောက်ကိုတွက်ကြည့်မယ်ဆိုရင်ကမ္ဘာပေါ်ကတခြားနေရာတွေမှာဘလောက်မတော်တဆမှုတွေဖြစ်ပွားခဲ့တယ်လဲဆိုတာတင်တွေ့ရမှာပါ။ဂျပန်နိုင်ငံမှာလည်းအလားတူဒရီကန်တရံရှိတဲ့ area တစ်ခုရှိပါတယ်။ဒါကိုနဂါဒရီကန် Dragon Triangle လို့လည်းခေါ်ကြပါတယ်။1945ခုနှစ်မှာ A6 နဲ့0လေယာဉ်ကြားစက်တင်မှုပြတ်တောက်သွားခဲ့ပါတယ်။နောက်ဆုံး message မှာတော့လေယာဉ်မှုကကောင်းကင်မှာတစ်ခုခုဖြစ်နေတယ်။ကောင်းကင်ပွင့်သွားတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာဘာဖြစ်ခဲ့လဲဆိုတာကိုလည်းမသိရတော့ပါဘူး။အဲ့ဒီနဂါဒရီကန်မှာပဲ1980ပြည့်နှစ်မှာအရန်ကြီးမားတဲ့ဗီဒီရှာတင်မော် MV ဒါဗီရှာယာလည်းရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဘယ်ကိုရောက်သွားလဲဆိုတာကိုလည်းဘယ်သူမှမသိရတော့ပါဘူး။နဂါဒရီကန်ရဲ့ area ကဘာမြူလာဒရီကန်နဲ့ဆင်တူပါတယ်။ဖြစ်ရက်တွေကလည်းအတူတူနီးပါးပါပဲ။ဒါပေမဲ့ဒီလိုဖြစ်နေရတော့ဘာမြူလာဒရီကန်လောက်တော့လူများစိတ်ဝင်စားမဖြစ်ကြပါဘူး။ဘာလို့လဲဆိုတော့ဘာမြူလာဒရီကန်နဲ့ပတ်သက်ပြီးဟောလီဝုဒ်မှာရိုက်ကူးထားတဲ့ရုပ်ရှင်တွေကနဂါဒရီကန်နဲ့ပတ်သက်ပြီးရိုက်ကူးထားခြင်းမရှိပါဘူး။ဘာမြူလာဒရီကန်နဲ့ပတ်သက်ပြီးထုတ်ဝေတဲ့စာအုပ်တွေကလည်းနဂါဒရီကန်နဲ့ပတ်သက်ပြီးထုတ်ဝေခြင်းမရှိပါဘူး။ဒါဘာမြူလာဒရီကန်ပို့ပြီးနာမည်ကြီးရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ဘာမြူလာဒရီကန်နဲ့နဂါဒရီကန်နှစ်ခုစလုံးဟာတူညီတဲ့လက်တီတူမှာတည်ရှိပါတယ်။ဒါကြောင့်လဲသူတို့နဲ့ပတ်သက်ပြီးပြုတ်ဝကြံစီမှု theory တွေဖန်တီးခဲ့ကြတာပါ။အခုခေတ်မှာတော့အဲ့ဒီပုံမြင်တွေကိုဘလို့နီးနဲ့မှအတည်ပြုနိုင်တော့မှာမဟုတ်ပါဘူး။ကျွန်တော်ပြောပြခဲ့တဲ့ Alan Austin ရဲ့ကပတိန်ပြောတဲ့ဇလန်းကမှန်လားမှားလားဆိုတာပေါ့။ Mary Calasa တင်းမောရဲ့ဇလန်းမှာအဲ့ဒီတင်းမောကအသက်ငယ်လေးဟာပျောက်ဆုံးနေခဲ့ပါတယ်။ဒီတင်းမောနဲ့ပတ်သက်ပြီးမမှန်မကန်လုပ်ပြီးအာမခံငွေအများပြားရယူခဲ့ရဆိုတဲ့ဆွဆွဲချက်တွေလည်းရှိခဲ့ပါတယ်။တင်းမောအန်ရဲ့ကြားရောက်နေတဲ့အရေးပေါ်အခြေအနေတစ်ခုရှိခဲ့တာကြောင့်လူတွေကိုတင်းမောပေါ်ကနေရွှေ့ပြောင်းပြီးတနေရာကိုခေါ်သွားခဲ့တာလို့လည်းပြောကြပြီးတော့အဲ့ဒီအချိန်တုန်းကတော့တကယ်တမ်းအရေးပေါ်အခြေအနေမရှိခဲ့ဘူးလို့လည်းဆိုပါတယ်။တင်အဖြစ်ပြက်အများစုမှာကြားရမယ့်အချက်လက်ကတော့တန်လိုက်အိမ်မြောင်ပျက်စီးသွားတာပါပဲ။ကောင်းပြီ။ပန်လိုက်အိမ်မြောင်မှာမြောက်ရက်ကိုစစ်ဆေးတဲ့အခါကမ္ဘာရဲ့ပထဝီဝင်မြောက်ရက် geographic north နဲ့နည်းနည်းကွဲပြားတာကိုပြသပါတယ်။ဒါကြောင့်ကမ္ဘာမှာဝင်ရိုးစနစ်2မျိုးရှိပါတယ်။တစ်ခုကတန်လိုက်အိမ်မြောင်ပြသတဲ့တန်လိုက်ဝင်ရိုးစနစ် magnetic pole system ဖြစ်ပြီးတော့နောက်တစ်ခုကကမ္ဘာရဲ့လေပတ်မှုဝင်ရိုးကိုအခြေခံတဲ့ပထဝီဝင်ရိုးစနစ် geographic pole system ဖြစ်ပါတယ်။ကျွန်တော်တို့ကပထဝီဝင်မြောက်ဝင်ရိုးကိုစစ်မှန်တဲ့မြောက်ရဲ့ truth north လို့လည်းခေါ်ဆိုနိုင်ပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာတန်လိုက်အိမ်မြောင်နဲ့စစ်ဆေးရင်စစ်မှန်တဲ့မြောက်ဝင်ရိုးကိုပြသနေမဲ့နေရာအချို့ရှိနေပါတယ်။ဒီလိုစစ်မှန်တဲ့မြောက်ရက်ကိုမြင်နိုင်တဲ့နေရာကိုကျွန်တော်တို့က agonic line လို့ခေါ်ပါတယ်။ဒီ agonic line ကအမြဲတမ်းပြောင်းလဲနေပေမဲ့သူ့ရဲ့ဗဟိုချက်ကနှစ်ပေါင်းများစွာကြာအောင်ဘာမြူလာဒရီကန်အပေါ်မှာတည်ရှိနေခဲ့ပါတယ်။ဒါကြောင့်ဒီ area မှာတန်လိုက်အိမ်မြောင်ကလမ်းကြောင်းမှားကိုပြသနေတာဖြစ်ပါတယ်။ Flight 19ဖြစ်ရပ်ကိုပြောရရင်လည်းစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အစီရင်ခံစာမှာဒါလူသားရဲ့အမှား human error ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။တန်လိုက်အိမ်မြောင်ပြည့်ဝင်းမှုကြောင့်သူတို့လမ်းပြောက်ခဲ့ကြပြီးနောက်ဆုံးမှာတော့စီကုံသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ခေတ်မီတဲ့ GPS, radar, sonar တို့ရှိနေပါပြီ။ဒါကြောင့်ဒီနေ့ခေတ်မှာဒီလိုအကြောင်းတွေမကြားရတော့တာပါ။ဘာမြူလာဒရီကန်မှာ methane hydric field လည်းရှိပါတယ်။မီသိန်းဓာတ်ငွေပေါက်ကွဲသွားတဲ့အခါမှာရေနဲ့တွေ့ပြီးပူပေါင်းကြီးတွေဖြစ်ပေါ်လာပါတယ်။ဒီလိုဖြစ်တဲ့အတွက်ရေရဲ့တိတ်သေးစာတိတိတတ်တာပြောင်းလဲသွားနိုင်ပါတယ်။2016ခုနှစ်မှာကော်လိုရာဒိုတက္ကသိုလ်ကသိပ္ပံပညာရှင်အဖွဲ့ဟာဘာမြူလာဒရီကန်ရဲ့ဂျိုဒုပုံရိပ်တွေကိုထုတ်ယူခဲ့ပါတယ်။အဲဒီမှာသူတို့ဟာပုံမှန်မမြင်ရတဲ့စက်တကန်ပုံစံတိမ်တိုက်ကိုတွေ့ခဲ့ရပါတယ်။ဒီစက်တကန်တိမ်တိုက်ကလေပုံးအဲပုံးတစ်ခုလိုမျိုးပြုတ်မှုပြီးလေရင်ကိုတနအီမိုင်185နှုန်းအထိအရှိန်နဲ့ရိုက်ခတ်နိုင်ပါတယ်။အဲ့လိုဖြစ်တာကြောင့်လေရင်တစ်ခုလုံးပြတ်ကျသွားနိုင်ပါတယ်။စစ်ဒနီတက္ကသိုလ်မှာသူတေသနာပြုလုပ်ခဲ့တဲ့သိပ္ပံပညာရှင်ဒေါက်တာခတ်ကဒီ area တစ်ခုလုံးကိုနှစ်ပေါင်းများစွာစနစ်တကျခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။အဲ့ဒီနောက်မှာသူကဒီဖြစ်ရပ်တွေဟာရာသီဥတုဆိုးရွားမှုနဲ့ကြိုတင်ခံမှန်းလို့မရနိုင်တဲ့အခြေအနေကြောင့်ဖြစ်ပေါ်လာတဲ့လူသားတွေရဲ့အမှားယွင်း human error ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ဒီ area မှာလူတွေပို့ပြီးတော့ခီးသွားလာကြတဲ့အတွက်ပို့ပြီးတော့ကြားနေရတာဖြစ်ပါတယ်တဲ့။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြိုက်နေတဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဗျ။ comment ပေးခဲ့ကြတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျ။ကျွန်တော် comment တိုင်းကိုဖတ်ပါတယ်။ကျေးဇူးပါဗျ။